နေ့တွင်မြမဖြစ်သူမငွေခင်အိမ်ပြန်နောက်ကျလေသည်မိုးဆုံးဆုံးရှုပ်မှပြန်ရောက်လာသည်မငွေခင်သည်အနီးနားရွာများတွင်ငားလိုက်သိမ်းခြင်းငားဝယ်ထွက်ခြင်းနှင့်ငပီးများကိုမြို့သို့ပို့ခြင်းတို့ကိုလောက်ကင်သည်ဖြစ်ရာအိမ်မှာမရှိသည်ကများသည်သို့သောပုံမှန်နေ့လယ်3 နာရီလောက်တွင်ပြန်ရောက်နေကြဖြစ်သည်ညီမလေးငွေခင်အိမ်ပြန်နောက်ကျလိုက်တာတကူလုံးလဲမိုးတွေဆိုးလို့ပါလားအမဖြစ်သူမတ်ရွှေခင်ကမေးလိုက်သည်ဟုတ်တယ်အမကြီးညောင်ဝမ်းရွာကအပြန်မှာမိုးတွေအရမ်းရွာတာနဲ့လှိုင်းထနေလို့လှိုင်းငိမ်အောင်စောင့်ရင်နောက်ကျနေတာထို့သို့ပြန်ပြေကအိတ်ခမ်းထဲသို့ဝင်သွားလေသည်အမမနှက်ပြန်မွေးငါးဆိုင်မထွက်ပါနဲ့ထမင်းဝိုင်းတွင်မတ်ငွေခင်ကပြောလိုက်သည်ဘာဖြစ်လို့လဲညီမရဲ့ညီမလေးတိတ်နေမကောင်းကျင်သလိုဖြစ်နေတာနဲ့မနှက်ပြန်အလုံနာမယ်ဒါပေမဲ့မနှက်ပြန်နတ်မော်အင်းဘက်မှာငားတွေပေါ်မှာညီမကြိုပြောထားတယ်အဲ့ဒီငားတွေကိုအမပဲညီမကိုစားတွားယူလိုက်လीမတ်ချေခင်ကခေါင်းညှိလိုက်သည်အင်းစီးပွားရေးကမငွေခင်ငပိလုပ်ငန်းပင်မဟုတ်ပါလားနောက်တစ်နေ့မနက်မတ်ချေခင်သည်အလုသမားများနှင့်နတ်မော်အိမ်ဘက်သို့ငားကောက်သွားလေတော့သည်ငားတွေပေါ်လိုက်ရှိန်လိုက်မှုညနေဆောင်မှသာအလုပ်ပြီးတော့သည်မတ်ချေခင်တို့အိမ်သည်ကမ်းနားနှင့်မနီးသောကြောင့်ငားများကိုလေဖြင့်ရွာကမ်းနားသို့တည်ယူရသည်ထိုမှတကားနွားလဲပြေအိမ်သို့တည်ယူရသည်နွားလဲပြေအိမ်ပြန်လာရာရွာထိပ်အရောက်တွင်ညောင်မင်းကြီးကိုကြည့်မိသည်ထိုညောင်မင်းကြီးမှာရခင်ကနေမတူတော့နတ်ကုန်းတွေနဲ့ပန်းအိုးများနှင့်ပင်ဖြစ်နေပြီမချွေခင်လဲညောင်မင်းကြီးကစူတောင်းပြေတယ်ဆိုပါလားငါကလည်းအိမ်ပြင်တိတ်ထွက်ရတာမှမဟုတ်တာရောက်တော့ရောက်ခိုက်သွားစူတောင်းရင်ကောင်းပါပဲထို့နောက်အလုသမားများကိုနွားလဲနှင့်လွတ်လိုက်ပြီးတော့မချွေခင်ကညောင်မင်းကြီးအနားတွင်ဆင်းနေခဲ့လိုက်သည်ငါဘာစူတောင်းရမလဲငါကမောင်းငါတဲပဲလေမောင်းငါရောင်းကောင်းမှုပဲစူတောင်းရမှာပေါ့အရှင်ညောင်မင်းဆောက်နမင်းကြီးကျမမောင်းငါကိုမြတ်ရောင်းရအောင်ကူညီဆောင်ရွက်ပေးတော်မူပါမယုံတော်ဝက်ယုံတော်ဝက်နှင့်စူတောင်းပြီးနောက်အိမ်သို့လမ်းလျှောက်ပြန်လာခဲ့တော်သည်တပတ်ခန့်အကြာတွင်မရွှေခင်၏မောင်းငါရောင်းအားတက်လာ၏ရခင်ကမောင်းငါငါးပိသာကိုတမနက်ရောင်းရတော့လဲယခုအခါတွင်2 နာရီခန့်ဖြင့်ကုန်လေသည်မရွှေခင်လည်းနောက်နေ့များတွင်မောင်းငါကိုတိုးချက်လေသည်တိုးချက်သလောက်နာရီပိုင်းအတွင်းပင်ရောင်းကုန်လေ၏နောက်တစ်ပတ်ခန့်ကြာသောအခါရွာထဲရှိအခြားမောင်းငါဆိုင်များစားသူမရှိတော့သဖြင့်ပိတ်လိုက်ရလေသည်